မိမိကိုယ်တိုင်လေရင်မောင်းတယ်လို့ခံစားလို့ရမယ့်ဂိမ်းကလေးတစ်ဂိမ်းရှိပါတယ်ဒီဂိမ်းကတော့ DSC War အတူကောက်ဖြစ်ပြီးတော့မှ Digital Combat Simulator War ဖြစ်ပါတယ်ဒီဂိမ်းဟာဆိုရင်တော့ VR နဲ့တက်ပြီးတော့မှမိမိကိုယ်တိုင်မြင်ရတကယ်တော့ control ခလုတ်များလေရင်မောင်းတယ်လို့ခလုတ်တွေဘူးခလုတ်လေးပါတာဖြစ်ပါတယ်ဒီမှာတော့ပုံကလေးပြထားပေးပါတယ်ဒါမိုးကလေးနဲ့မောင်းမကိုယ်တိုင်ကစားတယ်လို့ခံစားစေရမှာဖြစ်ပါတယ် VR War ထဲမှာပါကိုယ်တိုင်လေမောင်းတယ်လို့သူ့ရဲ့တမိုင်းကြောင်လေးကတော့1995ခုနှစ်မှာ Angle Dynamic ကနေပြီးတော့မှ Flight Simulator Series ကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်အစောပိုင်းခရတော့စု29 Flaker ဖြစ်ပြီးတော့မှ Soviet Russia Jet Fighter Simulation ဖြစ်ထွက်ခဲ့ပြီးတော့မှနောက်ပိုင်းမှာတော့ Focus Series ကိုဆက်လက်တိုးတက်လာခဲ့ပြီးတော့မှ Realistic Fight Module တွေထည့်ခဲ့တာဖြစ်ပါတယ်DSC စနစ်ကိုဖန်တီးခြင်း2008ခုနှစ်မှာ DSC Bloodshot ကိုထုတ်ဝေခဲ့ပြီးတော့မှက50အတက်ဟယ်လီကော်ပတာကိုအလိုတိတ်ဆိတ်ကြတဲ့ simulation ဖြစ်သူလောက်ပြထားတာဖြစ်ပါတယ်ဒီ game ကနေနေပြီးတော့မှ Digital Combat Simulator DSC platform ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်2012ခုနှစ်မှာတော့ Digital Combat Simulator War DSC ကို free to play platform အနေဖြင့်အသုံးပြုထားတာဖြစ်ပါတယ်ဒီ platform ထဲမှာတော့ Aircraft Module, Map Mission, DCR အစရှိရတာတော့ထည့်သွင်းကစားနိုင်တာဖြစ်ပါတယ်ကြည့်ရှုပေးကြတော့ကျေးဇူးတင်ပါတယ်